မင်္ဂလာပါဒီဗီဒီယိုမှာတော့ဒါ Photoshop မှာပါတဲ့ blind option ပေါ့နော် blind option နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ် blind option မှာဆိုရင်ဒီမှာဆိုရင် blind option ပေါ့နော် blind option မှာဆိုရင်ဒါဒီ normal group ရဲ့ဒီဘက်ကဒါ dark ပေါ့နော်အမှောင် group ရဲ့ဒီဘက်က light ပေါ့နော်အလင်းအုပ်စုရဲ့ဒီဘက် overlay နဲ့ပတ်သက်တဲ့ဟာတွေဒီဟာတွေဆိုလို့ရှိရင်တော့ဒါ skin retouch တွေပါတယ်ခိုင်တဲ့နေရာတွေမှာသုံးတယ် touch တွေထဲနေရာတွေမှာသုံးတယ်ဒီ overlay နဲ့ပတ်သက်တဲ့အုပ်စုတွေရဲ့နောက်ဒီဟာတွေကကျတော့ contrast ပေါ့နော် contrast ဖြစ်တဲ့ဟာတွေပေါ့အဲ့ဒါတွေရဲ့အယောင်တွေရဲ့ပေါ့နော်ဒီအောက်က3ခုကတော့ beginner တွေအနေနဲ့အရင်သိဖို့ဆိုတာခက်တယ်ပေါ့နော်ဒီအပေါ်ကလင်းအမှောင်နှစ်ခုကိုသိထားရင်ကိုတော်တော်လေး beginner level မှာဒီလင်းမောင်နှစ်ခုကိုအရင်နားလည်အောင်ရေလုပ်တင်တယ်ပေါ့နော်ပို့ပြီးတော့လေ့လာတင်တယ်နောက်ပိုင်းဒီဟာတွေကတော့တဖြည်းဖြည်းချင်းကိုကျွမ်းကျင်လာတဲ့အချိန်မှာတဖြည်းဖြည်းချင်းလေ့လာသွားလို့ရတယ်ဟုတ်ပြီပထမဆုံးဒီ layer box ရဲ့အပေါ်မှာဒီ normal ဆိုတာဟာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင်သူ့မှာပါတဲ့ blend option တွေ blending mode တွေပေါ့နော်အဲ့ဒါတွေကျလာလိုက်မယ်ဒီမှာဆိုရင်အပေါ်ဆုံးက normal ပေါ့နော်ဒါကပုံမှန်အတိုင်းပဲ normal သူကတော့ opacity လျှော့လိုက်ရင်အရောင်ဖြော့သွားမယ် opacity တင်လိုက်ရင်သူငကိုပုံရင်းတိုင်းရှိလာမယ်ပေါ့100% opacity လျှော့တင်လို့ရင်ဒီတိုင်းဘာမှမပြောင်းလဲဘူးဒါတော့တာမှန်ပဲဒီ normal ရဲ့အောက်မှာဒါ depth source ဆိုတာရှိတယ်ဒီကောင်ကကျတော့ opacity လျှော့လိုက်လို့ရှိရင်သူကဒီ noise လိုမျိုးပေါ့နော်အဆက်ပြောက်ပုံစံမျိုးလေးတွေဖြစ်သွားတယ်ဟုတ်ပြီနောက်ထပ်ပထမဆုံးဒါ darking ပေါ့နော်သူကတော့ဒါအမှောင်အုပ်စုပေါ့အမှောင်အုပ်စုဆိုတရားနဲ့ပြမရအမှောင်အုပ်စုပေါ့နော်သူကခုလိုမျိုးဖြူအောင် background ဖြောက်ရှင်တဲ့နေရာတွေမှာတောင်းတာပေါ့နော်သူကအခုလိုမျိုးပုံဖြူအောင် background ကိုကဖြောက်ရှင်နေဆိုလို့ရှိရင် blending mode ထဲဝင်လိုက်မယ် darking ပြောင်းမလား multiply လား multiply ပြောင်းတာပို့ပြီးတော့များတယ်ပေါ့နော် multiply သုံးများတယ်သူအရေးတို့ဘာတို့ share တို့ထည့်တာတို့ဘာလို့ဆို multiply ချိန်ပြီးတော့ opacity short တာတင်တာလို့လုပ်ကြပါဘောနော်သူကတော့ဘယ်ဟာပဲလုပ်ဒါပိုပုံထဲကပိုနဲ့တဲ့နေရာတွေကိုပြပေးတယ်လို့မှတ်ထားလို့ရတယ်ဖြူ background တွေကိုဖျောက်ပေးတာပေါ့နော် darking မှာပြောင်း multiply မှာပြောင်းဒါကိုပုံမူတည်ပြီးတော့အဆင်ပြေတာပြောင်းလို့ရတယ် darking ဆိုတာပိုနဲ့တာကိုဖျောက်ပေးတယ်ဆိုတော့ပုံစံမျိုးပေါ့နော်အဲ့လိုသဘောမျိုးပါဖြူ background ဖျောက်ပေးတဲ့ move လို့သတ်မှတ်ထားရင်ကိုရပြီဒါပုံမူတည်ပြီးတော့ကိုအဆင်ပြေမဲ့ move ကိုပြောင်းလို့ရတယ်ဒါ multiply ဒီအမှောင်အုပ်စုပေါ့နော်နောက်တစ်ခုကကြတော့ဒီ lighting ပေါ့နော်သူကတော့အလင်းအုပ်စုဆိုရင်ဘယ်လိုနေရာတွေမှာသုံးများလဲဆိုရင်ခုလိုမျိုးဒါ smoke effect တွေပါထည့်ခြင်းတယ်ဆိုရင်ဒီမှာ lighting ကိုရွှေ့လိုက်မယ် lighting လား screen လား color dot လား linear dot လား light တာ color လားကိုကြိုက်တာသုံးလို့ရတယ်အသုံးများတာကတော့ screen နဲ့ lighting ပေါ့နော် screen ပြောင်းလိုက်မယ် screen ပြောင်းလိုက်လို့ဒီလိုလေးဘေးနားမှာအကုန်မပြောက်ခွင့်နဲ့လိုလေးပေါ်နေလို့ရှိရင်သူ adjustment တွေက image တွေ adjustment တွေက level ကိုတွားပြီးတော့ level အတင်ချလုပ်ကြည့်လို့ရတယ် level အတင်ချလုပ်လိုက်လို့ရှိရင်ဒါပျောက်သွားတာနော်သူကတော့ဘယ်လိုပြောမလဲ lighting ကအဆင်ပြေသွားတယ်ဆိုရင် screen ကတော့သူကဖြော့လေးပဲပြပေးတဲ့ပုံစံမျိုးပေါ့ဒီနှစ်ခုကိုကိုကပုံမူတည်ပြီးတော့အဆင်ပြေတာသုံးလို့ရတယ်ခုနလိုမျိုးပါလေးပေါ်နေတာတော့ဘာလို့ဆိုရင်ခုနကကျွန်တော်ပြောသလိုပဲ image တွေက level ထဲမှာ adjustment တွေက level ထဲမှာတွားပြီးတော့ short တင်းလေးလုပ်ကြည့်လိုက်နော်ဒီလိုမျိုးလေးပေါ့ဒီလိုမျိုး small effect တွေပါထည့်ရင်အဲ့လိုမျိုးထည့်တာပေါ့နော်ဒီလိုမျိုး small effect တွေပါဆိုလို့ရှိရင်ပန်တူးနဲ့လိုက်ဖြတ်ဖို့မလွယ်ဘူးလေဟုတ်တယ်မလားဒါမျိုးတွေဆိုရင် तू ကနောက်ကပုံကလည်း dark ဖြစ်နေတဲ့ပုံဖြစ်တယ်ကိုပုံမှာပါတဲ့ effect ရဲ့နောက်ခံကလည်းအနက်ရောင် background ဖြစ်နေတယ်ဆိုရင်ဒီ move ကိုသုံးလို့ရတယ်သူကတော့အနက်ရောင်ကိုဖျောက်ပေးတယ်လို့ချမ်းပြင်းတတ်မှတ်လို့ရတယ်ပေါ့နော် lighting နဲ့ဆိုအဆင်ပြေသွားတယ်ဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်ဒီလိုမျိုး light flare လေးတွေထည့်ထားတာတွေ့လိမ့်မယ်ဒီ light flare လေးဆိုကိုယ့်အကိုလုပ်လို့ရတယ်ဘာမှကြားတယ်ပေါ့ဒါပုံလိုက်ရှာလိုက်လို့မယ်ဒီလို light effect background background အနက်ရောင်နဲ့ဒီလိုပုံလေးလိုက်ရှာမယ်ပြီးလို့ရှိရင်ဒါ blending mode ထဲဝင်ပြီးတော့ lighting လား screen လားဒီပုံဆိုရင် screen ကပိုအဆင်ပြေတယ် lighting ဆိုရင်နည်းနည်းပို့ပြီးတော့တိတိကျကျဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်အလင်းဖြာတဲ့ပုံစံတိတ်မမိုက်ဘူး screen ကိုပြောင်းလိုက်မယ် okay screen ကိုပြောင်းပြီးတော့ကိုထားခြင်းနဲ့ဒါအလင်းပြန်လောက်မှထင်တယ်ကိုထားခြင်းတဲ့နေရာမှာထားလို့ရဒီလိုနေရာမျိုးလားဒီလိုနေရာမျိုးတွေလားဒီနေရာမျိုးတွေထားမယ်ဒီလိုနေရာမျိုးတွေထားမယ်ဆိုရင်ပို့ပြီးတော့ကြွသွားတယ်ပေါ့နော်ဒီလို light effect တွေသုံးတဲ့နေရာတွေမှာဒီလိုမျိုး
planning move ကိုသုံးလို့ရတယ်ဒီကအနက်ရောင်ဖြောက်ပြီးတဲ့ move ပေါ့နော်နောက်ဒီအောက်ဘက်ပိုင်းက move တွေကကြတော့ဒီ overlay တို့ဘာတို့ကကြတော့သူကဟို texture တွေသုံးတာတို့ skin retouch မှာကိုကပုံပြင်ပြီးသွားပြီဒါပေမဲ့ skin ကလုံးဝပြောင်းကြိုးဖြစ်နေတယ် texture တွေချွေးပေါက်လိုပုံစံမျိုး texture တွေမပါဘူးဆိုရင် texture တွေထည့်ချင်တာမျိုးဆိုရင်ဒီလို overlay တို့ soft light တို့နောက်ဒီ vivid light တို့ဘာလို့ဆိုရင်ဒါ skin retouch မှာအများကြီးသုံးတာရှိတယ်ပေါ့နော်နောက်ဒီအောက်က different တို့ဘာလို့အသုံးနေတယ်ဒီဟာတွေနားလဲကျင်တော့ပုံတွေကိုကိုယ့်အကူအဲ့လိုမျိုးပုံနှစ်ပုံ layer နှစ်ခုလိုက်ထိုက်ကြည့်လိုက်ပြီးရင်ဒီ blending mode တွေကိုလိုက်ပြီးတော့ကစားကြည့်လိုက်ဒါဆိုရင်တော့ပို့ပြီးတော့နားလဲလိမ့်မယ်လို့ထင်တယ်နော်အောက်ကဟာရတော့ color နဲ့ပတ်သက်တဲ့အပိုင်းတွေပေါ့သူတို့တော့ဒါ beginner level မှာတော့ဒါတွေကိုနားလဲဖို့အရင်ကြိုးစားပါနဲ့ဒီအပေါ်ကနှစ်ခုကိုအရင်နားလဲအောင်လုပ်မယ်ဘလို့ကို design ဆွဲတဲ့အချိန်မှာဘလို့အသုံးချမလဲဆိုတော့ကိုလေ့ကျင့်မယ်ပုံတွေလိုက်ပြီးတော့ထိုက်ကြည့်မယ်ပြောင်းကြည့်မယ်အဲ့လိုမျိုးတွေလိုက်ပြီးတော့ try ကြည့်ပါနော်ဒါကတော့ဒီ planning move တွေအကြောင်းပေါ့နော်ကျေးဇူးတင်ပါတယ်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်